တရက်17လ2025တရက်တာနဲ့ပတ်သက်တဲ့တနေ့တာကဏ္ဍမလေးကိုဟောပြသွားမှာဖြစ်ပါတယ်အောင်မြင်မှုရဲ့အရာသာတွေကိုပြည့်ပြည့်ဝဝခံစားရမယ်ကိုလိုလားတောင်းတတဲ့ပြင်းပြတဲ့ဆူတောင်းတွေပြည်လာဖို့ရှိတယ်ဒီဆူတောင်းတွေကတော့အရင်ကတည်းကကိုခိုင်ခိုင်မြဲမြဲအဓိဋ္ဌာန်ထားတဲ့ကိစ္စတွေဖြစ်တယ်တစုံတစ်ယောက်ရဲ့စောင့်ကြည့်မှုကိုခံရမယ်သိရင်အမှားကိုရှာနေတဲ့သူတွေရှိတယ်ဒါကြောင့်မလို့အစစရရဂယုစိုက်ပြီးတတိထားပေးဖို့လိုတယ်အရာရာမျှခြေဖြစ်အောင်စဉ်းစားလုပ်ကိုင်ပါကောင်းတဲ့အရာတွေကောင်းတဲ့ဆန္ဒတွေကဖြစ်ကိုဖြစ်လာရမယ့်အတိုင်းဖြစ်လာဖို့ရှိတဲ့အတွက်ကြောင့်မို့လို့ဒီလိုနေမျိုးမှာစိတ်ကောင်းထားပေးဖို့လိုပါတယ်ရှောင်ရမယ့်အရာကတော့ကိုယ့်ကိုပိတ်လောင်မခံပါနဲ့ရွေးချယ်စရာနှစ်ခုကြားဗျာများနေပြီဆိုရင်ချက်ချင်းအလောတကြီးဆောင်ရွက်ဖို့မလိုပါဘူးဆောင်ရမယ့်အရာကတော့ကိုယ့်အတွက်မကောင်းတဲ့အရာတွေကိုစွန့်ပစ်ပါမကောင်းတဲ့အကျင့်မကောင်းတဲ့အတွေးတွေကိုစွန့်လွတ်လိုက်ပါ Lucky number နဲ့ universe message ကိုဗီဒီယိုရဲ့အဆုံးသတ်မှာထည့်ပေးထားပါတယ်ဒီနေ့ဒါလုံးအဆင်ပြေချုံးပေးကြပါစေဗီဒီယိုကိုဆုံးတဲ့အထိကြည့်ပြီးရတဲ့အတွက်ကြောင့်မို့လို့အားလုံးကိုကျေးဇူးတင်ပါတယ်